ကျွန်တော်ဘာကြီးစားလုံးဝမတက်ဘူးဘာကြီးချစ်မောင်ကျွန်တော်ကုန်းဆောင်ဟိုဘက်မှာပေတော့နဲ့ပင်းတုံးဆိုရရွာရှိတယ်တနေ့တော့ဘာကြီးချစ်မောင်ကငါမင်းပင်းတုံးသွားရင်တဲ့ငါတငယ်ချင်းတန်လုံးကိုစားပေးလိုက်ချင်တယ်ဘာကြီးတန်လုံးကဟိုးပဲရွာ2မိုင်လောက်ဝေးတယ်ကျွန်တော်ဘာကြီးလည်းစားမတက်ဘူးစားပေးလိုက်ချင်တယ်ဆိုတော့မြင်းလင်းနဲ့ကျွန်တော်ကသွားဘာကြီးပေးလေလို့ဆိုစားပေးလိုက်တော့အိတ်ထက်တန်လုံးပေးလိုက်ကွာအရေးကြီးလို့ပါဆိုတော့မြင်းလေးပေါ်ကြမှာကျွန်တော်သတိရဟာဘာကြီးကစားလည်းမတက်ဘူးစားလည်းပေးလိုက်တယ်ပေါ့ကျွန်တော်အိတ်ထက်ကထုတ်ဖတ်လိုက်တော့ဒုချောင်း2ချောင်းအဆက်ကလေး20လာချမ်းလေးဆွဲထားပြီးတော့20နွားရုပ်ကလေးနဲ့နောက်30ထားမင်လေးဆွဲထားပြီနောက်20အိုးလေးတွေကငွေလေးထွက်နောက်ဒီဘက်မှာ4တိုင်စင်လေးပြီးတော့ဒီမှာဝါလုံးလေးကိုသူခဲရတယ်မင်းနဲ့ဟာမြတ်စွာဘုရားအဲ့ခေလည်းမပါပြီးလည်းမပါဘဲနဲ့ဘာကြီးတန်လုံးကိုစားပေးလိုက်တယ်ဆိုတော့မြင်းလဲเสียကိုကြောက်ခဲကိုပြတယ်ကျွန်တော်ကကိုကြောက်ခဲဖတ်စမ်းမအောင်ကျွန်တော်တို့ဘယ်လို့မှဖတ်မရဘူးမင်းလူမစိတ်ညစ်ရတယ်ကြားတယ်ကွာတဲ့နော်ဦးတန်လုံးချက်ချင်းသွားဒါကိုလည်းသိချင်တာဟုတ်ဘာကြီးတန်လုံးအဘဥချမောင်ကစားပေးလိုက်လို့အမလီအဲ့စာမျောနေတာမောင်ဖတ်ပြစမ်းမအောင်ဘာကြီးရဆိုတော့အမဒီကောင်လာစား2ရက်နေလာမယ်ပြောနေတာတဲ့မတို့ရွာနွားရောင်းမယ်ပြောတာပဲကွာတဲ့2ရက်လောက်နေပြီထရီလေးပါလေတောက်ကြတာပေါ့ကွာတဲ့ဩဟုတ်ကဲ့အိုးလေးကငွေထွက်နေတာငါ့ရင်ထမင်းစားမယ်ပြောတာအဲ့ဒါထမင်းအိုးတဲ့ဩဟုတ်ကဲ့ဒီဘက်က4တိုင်စင်ကအရင်စင်လေးတဲ့ရွာမှာဖျားဖို့ရှိတယ်ဩဟုတ်ကဲ့ဝါလုံးလေးဆက်ပြီးမဲရောင်ချေထားတာဟာအဲ့ဒါတန်လုံးငါဖို့ဟာတယ်ဟုတ်သားပဲဩဒီဘက်ကဒုတ်ချောင်းကြီးဟောအဲ့လို2ချောင်းချစ်ထားတဲ့